KNU တကယ်ငဘောတွေပဲဒီ KNU ထဲမှာဒီစောတော်နီလို့ငဘောတစ်ကောင်ပဲပြောတတ်တယ်လူရှိတယ်ကျတော့မပြောတတ်ကြဘူးအစစ်တမ်းမရှိလို့လား KNU ကစောတော်နီလောက်တော့အစစ်တမ်းမရှိရလို့ပြောမဲ့ကောင်မရှိရတယ်ကျွန်တော်နောက်မသိဘူးဒီလိုပြီးတော့ဗာပြောလဲဆိုစစ်တပ်ကိုအရင်တော့ तू ပြုတ်တိုက်မယ်လို့အပြုတ်တိုက်မယ်အရေးတိုက်မယ်အဖတ်တိုက်မယ်ပြောခဲ့တာအခုလည်းကြာအောင်စစ်တပ်ကိုအပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတာတော့ဟိုပြောလို့ရတယ်ပေါ့ဆိုတော့ဖြစ်သွားဟောအရင်တော့လည်း तू အပြုတ်တိုက်မယ်အဖတ်တိုက်မယ်အရေးတိုက်မယ်ပြောခဲ့တာအခုကျတော့အပြုတ်တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဆိုတော့တိုးတော်လဲတဲ့မဖြစ်နိုင်မဲ့လေသူတို့ကတော့လက်နက်ကင်တာမစွတ်လို့ဘူးတဲ့ဆက်ပြီးလက်နက်ကင်ပြီးစစ်တပ်ကအာဏာရှင်တော်လာနေဦးမှာတဲ့ဆိုတော့အရင်တော့အပြုတ်တိုက်မယ်အဖတ်တိုက်မယ်အေးတိုက်မယ်ဆိုတာဘာဖြစ်တုံးတာတော့ကျွန်တော်နားလည်းမလဲတော့ပါဘူးဒီလိုဗရီဗရာကိုယ်စကားဘယ်ပြောလို့ဘာပြောကြမှမသိရလူနော်မကြတဲ့ငယ်ပဲမြောက်ရီမှာဟိုသူတို့အုပ်တွေချတော့စစ်တပ်ကပြုတ်တော့မြောက်ရီကကျွန်တော်ပြရှင်းတော့ပါတဲဝမထားတော့အကုန်တတ်ပါအကုန်ရှင်းပါပြီးအခုကျတော့ပြုတ်တိုက်ဖို့ဆိုတာဖြစ်နိုင်မှာမဟုတ်သူတို့တောင်တိုက်လာတာ80ကျော်ပြီးပြောက်လာလေတဲ့ဆိုတော့စော်တော်နီလိုလူမျိုးကျွန်တော်တော်တော်အော်တာအဲ့လိုပရွဲ့ပေါ့ဗျာတဲပြောပရွဲ့ပါလေရွက်တယ်နဲ့ပြောလိုက်တရွက်ဆောင်နဲ့ပြောရင်အားလုံးမှကျအားနေမှန်းနဲ့ပြောတာဗျာပြောရင်တော့မဲ तू ကအဲ့လိုပြောတာတကယ်ဒေါ်ကြီးမှရှူရှူနဲ့ပြောနေတာအဲ့လိုလူမျိုးတွေကပြောတာဘာမှမဟုတ်ရေးချင်းနဲ့ရှိတဲ့ပုံမပေါ်